အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ကျွန်တော်အသုံးပြုနေတဲ့ RS4 mini လေးရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ခေါင်းလေးကကျတော့ပထမဆုံးပြောရရင်ပေါ့ပါပါရှိတယ်တော်လေးပေါ့တယ် event နေပါဆိုရင်တပွဲလုံးရိုက်လို့ AC အဆင်ပြေတယ်ဗောနော်ကျွန်တော်တို့ touch screen ပြီးရင်ကျွန်တော်တို့ကြိုးမှမလို့တော့ဗောနော်ကြိုးတွေပါရင်လည်း gimbal join စရာမလိုတော့ဘူးတခါရဲ bluetooth နဲ့ချိတ်လိုက်တာနဲ့ကျွန်တော်တို့ဒီအဆင်ပြေတယ်ဒီကနေပြီးတော့ပဲ gimbal ကနေပြီးပဲ control လုပ်လို့ရတယ် record နှိပ်လို့ရတယ်ဗောနော်မှုတွေပြောင်းတဲ့အချိန်မှာလည်းဒီဘေးလေးမှာမှုပြောင်းစရာလေးပါသွားပြီသူ့ရဲ့ဒီ sensor လေးပေါ့ tracking sensor လေးပေါ့နော်ဒီကောင်လေးအရင်အဆင်ပြေတယ်ဒီသူ့ရဲ့ tracking sensor ကအခုကျွန်တော်ပြမယ်ပေါ့နော်ดูလိုက်ပြီးတော့ sensor လိုက်ပြီးတယ်ပေါ့နော်ဒါ focus ထောက်လိုက်တဲ့အရာကိုလိုက်ပြီးတော့sensor လိုက်ဖြတ်ပြီးတဲ့အတွက်ဒီဟာလေးကကျွန်တော်တို့အရင်အဆင်ပြေတဲ့အရာလေးဖြစ်ပါတယ်။အရင်ကိုလိုက်ပါတယ်။နောက်တစ်ခုကကျတော့သူက auto lock ပါတယ်ပေါ့နော်။ကျွန်တော်ပိတ်လိုက်ရင်ဒီခါရဲကျွန်တော်တို့ auto lock ကျသွားတယ်ပေါ့နော်။ပုံ lock ဖြစ်သွားတယ်။ပြန်ဖွင့်ရင်လည်းကျွန်တော်တို့ lock ကိုဖြည့်စရာမလိုပေါ့နော်။ဒါပုံမှန်ဖြည့်စရာမလိုဘဲနဲ့ဖွင့်လိုက်တာနဲ့သူရဲ့ auto stop ကြည့်သွားတယ်ပေါ့နော်ဒါလေးလေးကြိုက်ပါတယ်ဘလော့ရိုက်တဲ့သူတွေဆိုရင်ကျွန်တော်တို့ကလည်းအထောင်လုပ်ပြီးထားပါတော့ portrait ပုံစံမျိုးလုပ်ထားတာ landscape အတွက်ဆိုရင်လည်းသူကဒါပေါ့နော်ဒီပြောပြဒါလေးကိုချုပ်ပြီးတော့ဖိလိုက်ပေါ့နော်โอเคဒါလေးကျွတ်သွားပြီဆိုရင်အခုကကျတော့ကျွန်တော်တို့ဒီကောင်နဲ့တက်ထားတာပေါ့နော်ဒီလိုတက်ထားတာဒီကောင်ကိုဒီလိုတက်လိုက်တယ်ဆိုရင်သူကโอเคတော့ကြာပါအဲဆိုရင်သူကlandscape ပြန်ပြောင်းလို့ရတယ်ပေါ့နော်သူကတခါတည်း landscape ကို portrait ကိုရိုက်လို့ရအောင်ဖြုတ်လို့တက်လို့ရအောင်စင်လွယ်ကူအောင်လုပ်ပေးထားတယ်ပေါ့နော်အခုပြပြပေးတာကကျတော့ဒါ review လုပ်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အသုံးပြုတဲ့အချိန်မှာအဆင်ပြေတဲ့အချက်ကလေးကိုsharing လေးလုပ်ပြရပါတော့ဒီသူ့ရဲ့အားသာချက်အားနည်းချက်လေးကို review လုပ်ပြရတာမဟုတ်ဘူးသူ့မှာပါတဲ့ဒီ system တွေသူများပါတဲ့အရာတွေကကျွန်တော်တို့အဆင်ပြေတဲ့အရာလေးတွေကိုပြပြပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်